မင်္ဂလာပါကျွန်တော်ကတော့ဒေါက်ချိုင်းကလေးတစ်ခုဆရာဝန်ဖြစ်ပါတယ်ကလေးရှိတဲ့မိဘတိုင်းအဖျားကြီးတဲ့ကလေးကိုကျင်းဆိုင်ကြုံတွေ့ပူကြပါတယ်ဒီလိုအချိန်မှာကလေးလေးတွေဟာဒီလိုရသည်မှာအဖျားတွေကြီးတတ်ကြပါတယ်အဖျားများတတ်ကြပါတယ်တချို့ကလေးလေးဆိုရင်အဖျား101 102 103အထိဖျားရကြပါတယ်အဲ့လိုမျိုးအဖျားတအားများတဲ့အခါမှာမိဘတွေဟာကုတ်ကလေးတွေကိုအိမ်မှာဘာလုပ်ရမလဲဘယ်လိုချစ်တွေစောင့်ကြည့်ရမလဲဘယ်အချိန်မှာစေကန်းအောင်ခေါ်သွားရမလဲဆိုပြီးတော့တွေ့ဝေတတ်ကြပါတယ်ဒါကြောင့်မလို့အခုကျွန်တော်ပြောသွားမယ့်အခုဗီဒီယိုလေးမှာဆိုရင်ဘယ်အချိန်မှာမိဘတွေအနေနဲ့ကလေးတွေကိုစေယုံစေကန်းအောင်ခေါ်သွားမလဲဘယ်လိုအချစ်တွေကိုဘယ်လို danger sign and လက္ခဏာတွေကိုစောင့်ကြည့်သွားမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်နော်အဲ့တော့အခုပထမဆုံးအဖျားဆိုတာဘာလဲဆိုတာကျွန်တော်ရှင်းပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်လေးကိုပုံမွားတွေဝင်လာရင်ဥပမာ infection တွေဝင်လာရင်အဖျားဆိုတာတုံ့ပြန်တဲ့လက္ခဏာတွေတစ်ခုဖြစ်ပါတယ်အဲ့တော့အဖျားရှိတာတစ်ခုတည်းနဲ့ယောဂပြည့်ထန်တယ်လို့မဆိုလိုနိုင်ပါဘူးအရေးကြီးတာကအပူချိန်နံပါတ်တစ်ခုတည်းမဟုတ်တဲ့နဲ့ကျွန်တော်ဆိုလိုချင်တာကအဖျား101 102 103ဆိုတဲ့ကိန်းဂဏန်းတွေမဟုတ်တဲ့နဲ့ကလေးရဲ့ general condition ရေဘူးရလက္ခဏာပေါ်မှာပဲမူတည်ပြီးတော့စိုးရိမ်ရလားမစိုးရိမ်ရလားကကွဲခြားတာဖြစ်ပါတယ်ကလေးကအဖျားရှိနေပြီမဲ့အရေးအစားအသောက်မင်းနဲ့အစားအသောက်အတန်နဲ့စားနိုင်တဲ့ရှုရှုပုံမှန်ပေါက်တဲ့နိုးနိုးကြကြတက်တက်ကြွကြွရှိရဆိုရင်အများအားဖြင့်အိမ်မှာစောင့်ကြည့်လို့ရပါတယ်အဲ့တော့စေုံစေကံမသွားရင်မိဘတွေအနေနဲ့အိမ်မှာကလေးလေးကိုဘာလို့ပေးလို့ရမလဲအဲ့တော့ကလေးကအဖျားရှိတယ်ဆိုရင်အရေးအကြီးဆုံးကရေတက်မခန်းချောက်သွားအောင်အရေးများများတိုက်ပေးဖို့လိုပါတယ်နှုတ်ဆုပ်ကလေးအရွယ်ဆိုရင်မိခင်နှုတ်ကိုအခါတိုင်းကချက်ပို့ပြီးတော့ဟိုတိုက်ပေးဖို့လိုပါတယ်အဲ့ဒီခါမှာနောက်တစ်ခုအရေးကြီးတာကအဝတ်အစားတွေကိုအရင်ထူထူကြီးဝတ်ပေးရမယ်မဟုတ်ဘဲနဲ့အတန်တင်ချချောင်းချစ်ချစ်ပုတ်ပွားရရရှိမဲ့လေဝင်လေထွက်ကောင်းမဲ့ဝတ်စားလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ပေးသင့်ပါတယ်အိတ်ခမ်းတွင်းအပူချိန်ကိုလည်းတင့်မြတ်တာအောင်ထားရှိသင့်ပါတယ်အဖျားကျစေပါရာစီတမောကိုကလေးရဲ့အသက်အရွယ်ကိုယ်လေးချိန်နဲ့လိုက်တဲ့မှန်ကန်တဲ့ dosage ကိုပေးနိုင်ပါတယ်ပါရာစီတမောကိုဘယ်အသက်အရွယ်ဘယ် weight ကိုခန္ဓာဘယ် weight kg မှာတိုက်ရမယ်ပမာဏအတိအကျလို့ကျွန်တော်ရင်ဒေါက်ချိုင်းကလေးချက်မှာ YouTube channel မှာပြောပြတာရှိပါတယ်တွားကြည့်လို့ရပါတယ်နော်ချစ်တွေရှိတယ်ဆိုရင်တော့အိမ်မှာနေလို့မရဘူးပါဘူးစေုံစင်ကအမြန်ခေါ်သွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကကလေးလေးကိုကြည့်ရအသက်ရှူရခက်ခဲနေတယ်အသက်ရှူတွေမြန်တယ်ကလေးရဲ့ရင်ဘတ်တွေခြိုက်ဝင်နေတယ်နှက်ခမ်းရှာစတွေပြလာမျိုးတွေရှိရဆိုရင်တော့စေုံကိုချက်ချင်းသွားရပါမယ်ဒုတိယတစ်ချက်ကကလေးကမလန်းဆမ်းမဲ့နဲ့အရန်မိန်နေမယ်နှိုးဖို့ဖြစ်တယ်ကလေးကိုကြည့်လိုက်တော့တဲ့ response လို့ခေါ်တဲ့တုံ့ပြန်မှုကတိတ်မရှိဘူးဆိုရင်လေကျွန်တော်တို့ကစေးရုံကိုချက်ချင်းခေါ်သွားမှာဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကလေးကအစားအသောက်အရည်တွေလုံးဝမဝင်ပဲနဲ့တောက်လျှောက်အန်နေတာမျိုးတိတ်ပေါက်တာရှူရှူပေါက်တာတိတတာနဲတာမျိုးတွေဆိုရင်လေကလေးမှာ dehydration လို့ခေါ်တဲ့ရေတက်ခန်းချောက်တဲ့တခဏဖြစ်လာနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စေးရုံစေကန်းကိုအမြန်သွားဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကလေးကတက်ချင်လို့ဖြစ်တာစစ်ကြောတွေတောက်နေတာစစ်ကြီးတင်းနေတာဒါမျိုးတွေရှိမယ်နောက်တစ်ခုကကလေးကခေါင်းရမ်းကိုက်မယ်မပြောက်တော့တဲ့အခုပိတ်အနီစစ်တွေအများကြီးထွက်လာမယ်ဆိုရင်လည်းအိမ်မှာစောင့်နေတင်ပါဘူးပြီးတော့အရေးကြီးဆုံးချက်ကတော့ဝေကင်းစကလေးလေးတွေဖြားဖြစ်ပါတယ်ဝေကင်းစကလေးလေးတွေမှာဖြားရှိပြီဆိုရင်အထူးယူဆရမှာဖြစ်ပါတယ်အတက်ငယ်တဲ့ကလေးတွေမှာဖြားရှိရဆိုရင်တော့ဆရာဝန်နဲ့ချက်ချင်းတာတာဖြစ်ပါတယ်ဒီဆုံးချက်ကိုပြောပြချင်ပါတယ်ကျွန်တော်တို့ဖြားတိုင်း antibiotics လို့ခေါ်တဲ့ပိုးသက်ဆေးတွေလိုသလားပေါ့အဲ့တော့ကျွန်တော်တို့ကကလေးတွေရဲ့အဖျားတွေရဲ့များသောအားဖြင့်က virus ပိုးတွေကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့အဖျားတက်တိုင်း antibiotics လိုရဲဆိုတာမမှန်ပါဘူး viral infection တွေမှာ antibiotics ကမထိရောက်ပါဘူးမလိုအပ်ဘဲနဲ့ antibiotics တွေတောက်တာက antibiotics တွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုကလေးတွေခံရတဲ့အပြင်ဒီ antibiotics လို့ခေါ်တဲ့ပိုးသက်ဆေးတွေကိုရှင်ပါသွားတဲ့ antibiotics resistant တွေဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ကလေးအဖျားတက်တိုင်းအရင်ဆုံးကလေးဖြားတဲ့အခြေခံအကြောင်းရင်းကိုသိအောင်သိကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်နောက်ဆုံးအနေနဲ့မိဘတွေကိုမှတ်ထားစေချင်တာကအဖျားနံပါတ်တစ်ခုလေးကိုယူဆိုင်ပါနဲ့ဆိုလိုချင်တာအဖျား101ရှိလို့အဖျား102ရှိလို့အဖျား103ရှိလို့ဆိုတဲ့ကိန်းဂဏန်းတစ်ခုလေးကိုပဲကျွန်တော်တို့ကကြောက်လို့မရပါဘူးကလေးမဲ့အခြေအနေကို general condition ကိုကြည့်ရမှာဖြစ်ပါတယ်အခုနောက်ဆုံးအနေနဲ့မိဘလေးဒီနေ့ပေါ့နော်ကလေးတွေဖြားတဲ့အခါမှာကလေးတွေရဲ့အဖျားကိန်းဂဏန်းနံပါတ်တစ်ခုကိုကြည့်တာမဟုတ်ဘဲနဲ့ကျွန်တော်ဆိုလို့ချင်တာအဖျား101ဖြစ်လို့102ဖြစ်လို့103ဖြစ်လို့စတဲ့အခြေခံဒီကိန်းဂဏန်းလေးတွေကြည့်ရတစ်ခုလည်းမဟုတ်ဘဲနဲ့ကလေးတွေအတွက်အရေးကြီးတဲ့ danger signs and လက္ခဏာတွေကြည့်ပြီးတော့စေုံစေကန်းကိုဘယ်အချိန်မှာသွားရမလဲ
ဆေးရုံဆေးကမ်းမသွားခင်မှာအိမ်မှာဘယ်လိုပြုစုရမလဲဆိုတာကိုအတန်တင်သိပြီးလောက်ပြီးလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဆိုရင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ထောက်ချိုင်းကလေးကျမ်းမာရေး channel မှာ subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ